သားရည်နဲ့ခန္ဓာကိုယ်ရဲ့အလှအပဆိုတာကမပျက်စီးခင်တည်းကထိန်းသိမ်းရမယ့်အရာတစ်ခုဖြစ်ပါတယ်ဆေးထိုးဆေးစားပြုပြင်မှုတွေလုပ်နေတာကတဘာဝကြီးနဲ့ဆန့်ကျင်တယ်လို့ငွေကြီးအကုန်ကြလဲအရန်ကိုများပြပါတယ်ခင်ဗျဒီနေ့တော့အစာလဲဆေးလဲအစာဆိုတဲ့စကားအတိုင်းလူတွေနေရွယ်စဉ်ကတည်းကအိုမင်းရင်းရုံမှုကိုကာကွယ်ဖို့အတွက်စားသုံးပေးတဲ့အစားအသောက်တစ်မျိုးကိုကျွန်တော်ပြောပြပေးမှာပဲဖြစ်ပါတယ်ခင်ဗျလူတော်တော်များများကအလှအပဆိုတာကိုကျွန်တော်တို့ make up တွေ skin care တွေ clinic တွေနဲ့ပဲဆက်စဉ်းစားကြပါတယ်ဒါပေမဲ့တကယ်အလှအပအစ်စ်ကဟိုးအစာအိမ်တွေကစပြီးတော့ကျွန်တော်တို့အသားရည်အထိရောက်သွားတာဖြစ်ပါတယ်ဒီလိုအတွင်းထဲကနေတိတ်တိတ်လေးလှပစေတဲ့အရာတွေထဲမှာလွယ်ကူရိုးရှင်းတဲ့ကြက်စွပ်ပြုတ်ဟာအရန်ရိုးရှင်းပေမဲ့တန်ဖိုးအရန်ကြီးတဲ့အစားအစာတစ်မျိုးဖြစ်နေပါတယ်ခင်ဗျresearch တွေအရကြက်စွပ်ပြုတ်ကအယိုးအသားအရည်တွေကိုအချိန်ကြာကြာစုထားတဲ့အတွက် collagen ပေါဝင်ပါတယ်ကြက်စွပ်ပြုတ်ထဲမှာပါတဲ့ collagen ကတဘာဝ collagen ဖြစ်ပါတယ် collagen ရဲ့ထုံးစံအတိုင်းအသားရည်ကိုတင်းရင်းစေတဲ့အရေးကြောင်းတွေကိုနှေးကွေးစေပါတယ်အသားရည်ကိုနူးညံ့ပြီးပြည့်ဝစေပါတယ်အသားရည်မလျော့ရဲရအောင်လဲကူညီပေးပါတယ်အသက်ကြီးလာတဲ့အမျှလူခန္ဓာကိုယ်ဆိုတာ collagen ကနှစ်စဉ်နှစ်တိုင်းလျော့နေလာပါတယ်ဒါကြောင့် collagen ပါဝင်မှုမြင့်တဲ့အစားအစာတွေကိုပုံမှန်စားပြီးရင်အရွယ်တင်တဲ့အသားရည်ကိုတဘာဝအတိုင်းထိန်းထားနိုင်ပါတယ်ခင်ဗျကြက်စွပ်ပြုတ်ရဲ့အားသာချက်က supplement လို့မထန်ထန်မဟုတ်ဘဲနဲ့ခန္ဓာကိုယ်ကလက်ခံလွယ်တယ်နောက်ပြီးတော့ခန္ဓာကိုယ်နဲ့အလိုက်တဲ့ collagen အမျိုးအစားပုံစံမျိုးတဘာဝပုံစံဖြစ်နေပါတယ်ခင်ဗျဒီတိကပရိသတ်တို့ဒီအရင်တော့ကြားဘူးလိမ့်မယ်ပေါ့နော်ကြက်စွပ်ပြုတ်ထဲမှာ collagen ပါတယ်ဆိုတဲ့အချက်တစ်ချက်ကိုတော့ပရိသတ်တို့ကြားဘူးမယ်နောက်ထပ်အချက်တစ်ခုရှိပါသေးတယ်ဒီကျမ်းမာပြီးတော့လှပကျက်လက်ပြီးတော့ဒီအသားရည်တင်းရင်ပြီးနုပြိုနိုင်စေတဲ့နောက်ထပ်တစ်ချက်က protein ဖြစ်ပါတယ်လူခန္ဓာကိုယ်မှာအရေးကြီးဆုံးကအသားဓာတ်လို့ပြောလို့ရပါတယ်ကျန်တဲ့ vitamin တွေကလည်းအရေးကြီးပါတယ်ဒါပေမဲ့အသားဓာတ်ကလည်းအင်မတန်အရေးကြီးပါတယ်ဒါကြောင့်မို့လို့ဒီအားကစားလုပ်တဲ့အားကစားသမားတွေနောက်ပြီးတော့ gym ဆော့တဲ့လူတွေကဆိုလို့ရှိရင် protein ကိုတော်တော်လေးကိုသူတို့ give တစ်စိုက်စားသုံးရပါတယ်ဒါကြောင့်မို့လို့ gym ဆော့တဲ့လူတွေအားကစားဆော့တဲ့လူတွေဟာနုပြိုကျမ်းမှာတွက်လက်နေတာဖြစ်ပါတယ်နောက်ပြီးတော့သူတို့တွေကတုံနဲ့အရွယ်တင်ပါတယ်ခင်ဗျဒါဟာသူတို့ protein ရဲ့အစွမ်းတစ်ခုပဲဖြစ်ပါတယ်ဒီတော့ဒီချက်စွပ်ပြုတ်ထဲမှာ protein ကအရန်ကောင်းပါပါတယ် protein ရဲ့သဘောတဘာဝတွေကအသားရည်အစစ်အယိုးတွေကိုပြုပြင်ပေးတယ်ကြွက်သားကိုထိမ့်သိမ်းပေးတယ်ခန္ဓာကိုယ်ကိုကျစ်လက်စေတယ်အားနည်းမှုကိုလျော့စေတယ်အရွယ်တင်နေဆိုတာကျွန်တော်တို့အသားအရည်လှယုံနေမဟုတ်ပါဘူးခန္ဓာကိုယ်တစ်ခုလုံးကျန်းမာပြီးညီညာနေရလဲပါပါတယ်ကြက်စွပ်ပြုတ်ကိုပုံမှန်စားသုံးသူတွေထဲမှာခန္ဓာကိုယ်ပေါ့ပါတယ်မောပန်းလွယ်တာနည်းတယ်ပြန်အားဖြည့်နိုင်စွမ်းတွေကောင်းတယ်ဒီလိုအရွယ်ကိုတဘာဝအတိုင်းကျွန်တော်တို့နှေးကွေးစေပါတယ်ခင်ဗျနောက်ပြီးတော့ဒီကြက်ရင်မုံတို့ဒီကြက်သားရဲ့တော်တော်အစိပ်ပိုင်းများပေါ့နော်ဒီအတောင်မှမဟုတ်ဘူးဒီခြေထောက်မဟုတ်ဘူးဆိုလို့ရှိရင်အင်မတန်မှကိုဒီဘယ်လိုပြောရမလဲတန်ရှင်းတဲ့ protein ဖြစ်ပါတယ်ဥပမာထားပါတော့ကျွန်တော်တို့ဒီဟိုသားတို့ဘာလို့မှဆိုလို့ရှိရင်အသားထဲမှာအဆီတွေပါတတ်တယ်နောက်ပြီးလို့ရှိရင်အမဲသားဆိုအသားထဲမှာအကြောတွေပါတတ်တယ်ဒါတွေကအဆီတွေပေါ့နော်အဲ့လိုမဟုတ်ဘူးကြက်ရင်မုံတွေက protein ဆိုလို့ရှိရင်ကျုပ်အကာလိုမျိုးပဲလုံးဝကျွန်တော်တို့ clear ပေါ့နော်အရန်တန့်စင်တဲ့ protein တွေဖြစ်ပါတယ်ဒါဟာအင်မတန်မှကျန်းမာရေးအတွက်လည်းကောင်းပါတယ်အင်မတန်မှအလှပဆိုင်ရာအတွက်လည်းကောင်းပါတယ် research တွေရဲ့ပြောကြားချက်အရချက်စွပ်ပြုတ်ရဲ့အလှအပကတော့မျက်နှာမှာချက်ချင်းပေါ်လာမှာမဟုတ်ပါဘူးဆေးထိုးဆေးတောက်တယ်လို့မျိုးတော့ချက်ချင်းလှပလာမှာမဟုတ်ပါဘူးဒါပေမဲ့တစ်ပတ်တစ်လတစ်နှစ်ဇက်တိုက်စားလာတဲ့အခါမှာအသားရည်ဟာပြောင်းလဲမှုကိုကိုယ်တိုင်ခံစားလာရပါမယ်အသားရည်ပိုပြီးတော့ပြည့်လာပါတယ်ပြီးတော့အသားရည်ပိုပြီးတော့ skin တွေဆူလာပါတယ်မျက်နှာကဒီအရေးကြောင်းတွေနည်းလာပါတယ်ခန္ဓာကိုယ်ပိုပြီးတော့တင်းရလာပါတယ်နောက်ပြီးတော့စိတ်လည်းပိုပြီးပေါ်ပါလန်းဆန်းပါတယ်လို့ research တွေကပြောထားပါတယ်ခင်ဗျအဲ့လိုအတွင်းထဲကအလှပဆိုတာကကျွန်တော်တို့အချိန်ကြာလေးတန်မိုးကြီးလာလေးဖြစ်ပါတယ်ဒါကြောင့်မလို့ယောက်ျားလေးအတွက်ကောမိန်းကလေးအတွက်ကောဒီချက်စွပ်ပြုတ်စားသုံးပေးခြင်းဟာအင်မတန်မှအကျိုးထူးခြားတဲ့အရာတစ်ခုဖြစ်ပါတယ်
အလှအပဆိုတာကကျွန်တော်တို့ပြိုင်ဘက်နဲ့မရှင်းရပါဘူးအချိန်နဲ့ပဲရှင်းရတာပါအချိန်ကိုအနာယူနိုင်တဲ့အလှအပကတဘာဝနဲ့နှိစက်တဲ့အလှအပလို့ဆိုကြပါတယ်ကျက်စွပ်ပြုတ်ကစီးတစ်ခွက်တော့မဟုတ်ပါဘူးဒါပေမဲ့ဆိုရိုးစကားတစ်ခုရှိပါတယ်အစာလဲစီးလဲအစာဆိုတဲ့ဆိုရိုးစကားဖြစ်ပါတယ်ဒီတော့ကျက်စွပ်ပြုတ်ကအသားရည်ကိုတင်းစေတယ်ခန္ဓာကိုယ်ကိုချစ်လက်စေတယ်အရွယ်ကိုတဖြည်းဖြည်းညှိပေးတယ်တိတ်တိတ်ကလေးအချင်းကိုအနံယူနိုင်တဲ့တဘာဝအလှအပဆိုင်ရာအစားအသောက်တစ်ခုဖြစ်ပါတယ်ဒီတော့ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်တဲ့message လေးတစ်ခုရတယ်ဆိုလို့ရှိရင် like and subscribe လေးလုပ်ပြီးတော့အားပေးလို့ရပါတယ်လို့ပြောကြရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ်ခင်ဗျ